တာပါတပည့်ဟုတ်လေးပါဒီခိုင်းတယ်လေးနဲ့ကျုံနေတာပြတ်ပါလေကျဲကျဲခန့်ကြီးကိုတို့စင်ပြေမှပြောစင်ပြေမှပြောဘကောင်ကငပဲများတယ်ကျွန်တော်ငစင်ဆက်များပါတယ်ငပဲကဒီလိုပဲရပါတယ်ငပဲကတော့အမရှင်တဲ့အတိုင်းပဲနော်ငစင်ဆက်ထိုင်ရိုက်နေပါတယ်ဒီလေးတော့မှောင်နေနော်ကြည်တာပါပြီးပြီလို့ပါဒီကြောင်မကားငါးလေးတွေဟုတ်လားတပည့်ဟုတ်ရဲ့စကင်းရဲ့ကြောင်များနေပါပြီကဲအပုံပြောဒီချာဆွဲနော်ကိုယ့်ဖော်လေးကိုပါရှိုးနေနေထားဟောဟမ်းမိတ်လားဟောဟမ်းမိတ်ပဲအဲ့ဒါဆက်သွားတယ်ကွာသာသာကြည့်နေရတယ်တာမကိုသိနေတယ်ဒီနေ့ကဘူးကမတွားရင်မတွားတော့ဘာမှမလုပ်ဘူးဒီရက်ရောက်ဘူးကနောက်ရက်မတွားဘူးရုပ်တယ်အဲ့မနေ့ကမတွားကြအောင်ဆိုပြီးဝေးတွားကြတော့မလာရအာဒီမိုးရတယ်ဆိုတော့ဘယ်မတူတွားတယ်ကဲအုပ်လေးဘယ်ရောက်သွားလဲဆွဲပါအဲ့တော့သူကရှော့နေပြီးတော့ဘယ်လုပ်ပြရတယ်အဲ့ပိတ်လာရပြီဘာမရတယ်မဲပါဘူးဒီအဲ့ဒါပြပြီးမင်းအဲ့ငရှင်းသားပြန်ချတာကအဲ့ဒါမှမင်းတို့ပူရတာပဲနေရာလေးပါလေးကြိုက်တော့ချိုးတာကွာတော့ဘယ်လိုလဲဆိုတဲ့ချိုးတာလာလေအခုကောက်ကြလို့ရကြာလိုက်မယ်နော်ဗီဒီယိုရိုက်ပြပါမယ်ဆိုတော့ငါမစွဲတော့တပည့်ဦးတကယ်မြောင်းတပည့်ဦးစီပြလိုက်တယ်လည်းလန့်သွားတယ်ငါအားလိုက်ရှင်းပြီးပါပြီကျန်တာလေးသားမယ်ဆောက်ပြောမယ်အဲ့ဒါလဲပြတဲ့ဘူးဘူးပဲကြီးကြည့်ရဗျာငါဘဲကိုဒီလိုရိုက်ပါချက်ပြတစ်ချက်ပြโอเคလာတယ်ကွာအစင်ဆက်ကြောင်မစားလေးဆွဲစမ်းကြောင်မစားလူစားတယ်ဆွဲနေပြီနော်ဆွဲနေပြီနော်အားလေးဆောင်ရိုက်ပြခုမှလာမှာငါးလေးတွေရမင်းတို့ကလည်းခုနလိုမျိုးပေါ့တက်လုတ်ပေးစားမှာနှစ်ကောင်တပည့်ဟုလေးပြကျင်လို့ပါဆိုဟာရဒီကောင်နဲ့ရှိတယ်ကဲဆွဲပြီဆွဲရေးဆွဲနေပြီနော်ဆွဲနေပြီနော်ဟာလိုက်မလွင်ဗီဒီယိုရိုက်ထားကွယ်ဟုတ်တယ်ကဲဒီမှာတော့ဒါအောက်ကိုအထောက်ပြစ်မယ်နော်ခဲထောက်ပြစ်မယ်ဒါလေးနဲ့
ငစင်ဆက်တွေငပဲတွေပဲရိုက်နေလို့မရအောင်အကြီးလေးတဲ့တကောင်လောက်တော့ဆွဲကြင်လို့ပါတကယ်ကြီးကောင်းတယ်ရအောင်မိုက်တယ်မင်းရေဘူးကမျောရတာအဲ့လိုမျိုးอ่ะရှယ်တော့တနောက်လို့မရအောင်စကီခဲတော့ပြစ်တဲ့စကီကဲနော်အစပြီးတော့စုနေပါပြီရှင်ပါတေးပါငဘဲတွေပါမယ်ငစင်စက်လေးပါမယ်နော်ဟဲ့တခုပြုတ်သွားငဘဲတက်ငဘဲမတက်ငစင်စက်တက်ရငစင်မတက်ဘူးငစင်စက်ကတော့တော့တက်ကြတာဟုတ်အမလေးအောက်ဟာပဲတိမ်ကိုပြန်တော့ဟာပြောရေးဖေးမပေါက်နေဆင်းပြေးလားဘာပြုတ်သွားဒီကောမရှိငါဖယ်ပေးမယ်ဖေးမပေါက်နေပါလေကောင်အာယုံလာနောက်နေပါလေဟေးငါပေါ့လှတယ်ဗျာအပေမကြီးနေပြန်လာနေပြန်ပြီကွာအဲ့မွေအာယုံလာနောက်နေလုံးမစနိတ် SNAKE စနိတ်ကိုကန့်မွေဟာဒီကောင်ခေါင်းပြန်လှည့်လာပြန်ပြီကွာဘယ်ဦးတော်ရိုက်ထက်လိုက်ကျုံးထက်လိုက်တို့ဟိုဘယ်ဒီနေမှမသိငါများတာမပြောပါဘူးဆိုမှမွေရလာရောက်နေကဲတီဗီချရနေအောင်နော်ဟိုမှာတွတ်နေပြီဟော်လေးအဲ့လိုလှုပ်နေတာနဲ့ငါတွတ်ချင်နေပြီဆွဲမယ်ဆွဲနေပြီနှစ်ရက်ဆိုတော့မကန်နိုင်တော့ဘူးနော်တချောင်းတောက်ဝယ်ပြီးတော့ငါပဲလေးမြားနေပါပြီငါဈေးဥပေါက်နော်ဒီကောင်လေးကိုင်းတယ်လေဈေးဥပေါက်ပါပြီကျေးဇူးတင်ပါတယ်လို့အားလုံးညနေဆောင်နေပြီနော်ငါကတော့ဒီနေ့တိတ်မရပါဘူးလောက်ပဲရတယ်ဒါပေမဲ့လည်းမစိုးပါဘူးကဲငါကတော့ချဆွဲကိုကောင်450နော်ကိုင်းတယ်အစ်စ်ဝယ်ရတယ်ချဆွဲလေးတစ်ချက်ပြပေးမယ်ကဲဒီနေ့ညနေပိုင်းနေနော်ဆိုပါဦးငပဲလေးတွေတင်ပါမယ်တငယ်ချင်းနှစ်ကောင်ဂိုင်းတန်အရှိလေးနဲ့ညီကဲနောက်မှထပ်တွေ့ကြမယ်တငယ်ချင်းတွေအားလုံးတက်တာပါလို့နော်